အဖေတာဆယ်လဲအောင်လေဗျကိုလူချောင်းပါလားပါလားဟဲဟုတ်လားအမေသားလေးဆရာဝန်ဖြစ်ပြီဘောအဲ့ဒါဆိုဩမေရလဲတာဆရာဝန်မလုပ်ပါဘူးမေရဝိသင်လေးတက်ပြီးတော့လှုပ်ပြီးတော့မေတို့ကိုလှုပ်ကျွေးမှာဝယ်လေးတစ်ခုရရင်ဒါကျင်တတ်ပါပြီမေရဟာငါသားရမင်းဆရာဝန်ဖြစ်ကိုဖြစ်ရမယ်ကမပူနဲ့မင်းဆရာဝန်ဖြစ်ဖို့အတွက်ကအဖေတာဝန်မယ်အဖေတားကြောင်းပြီးအောင်ဒီအဖေထားပေးမယ်တာဆရာဝန်သာဖြစ်အောင်လို့တကယ်တော့အဖေတာဆေးကြောင်းတက်မှာတကယ်တော့အဖေတာပြောတယ်ဖေအာတာဆရာဝန်ဖြစ်ရှင်နေတာဖေရဟေးဆရာဖြစ်ရမှာပေါ့ငါသားရအဖေရောငါဟောလေတားဆရာဝန်ဖြစ်တဲ့ခါကျရင်တားကိုယ်တိုင်ကုပေးမှာဘေးစိတ်ချတော့အေးပါငါသားရအဖေကလည်းငါသားကုပေးတဲ့အချိန်ထိကိုစောင်းအောင်ပါတားပြန်လာပြီဗျအမေတားပြန်လာပြီမေဟေးတားဒီတားနောက်နေ့ဆိုရင်ဆရာဝန်ဖြစ်ပြီအဖေရောမေငါသားရဲ့ပြီးခဲ့တဲ့လားပဲမင်းဖေဆုံးသွားပြီကွအဖေဗျာအမေဘာလို့သားကိုမပြောရတာလဲဗျာငါသားစာမှုပဲဖြေတာနှောက်ရက်ဖြစ်မှာဆိုလို့မင်းဖေကသူ့ဘာဖြစ်မင်းကိုမပြောပါနဲ့ဆိုပြီးနောက်ဆုံးအနေနဲ့မှာခဲလို့ပါငါသားရဲ့အာမေလုံးရလိုက်တာအမေဟိုလာမကူပေးလိုက်ဟာ